juga kok dan kita tuh mau jizo aku ini yang caraကျွန်တော်အဲ့ဒါကိုလူပြီးတော့မတရေလို့ခြင်းနေဆိုလို့ဆိုတော့ပြီးဟုတ်တယ်မိနေတာတဟာတကယ်အဲ့တော့ဖိုးသိန်းနဲ့တိုင်ပင်ပြီးတော့ဒရိုက်တာနဲ့တိုင်ပင်ပြီးတော့ဒါကျွန်တော်လှုပ်ခြင်းနဲ့ဟာတာပလော့လေးနဲ့သူခွင့်ပေးရတယ်လှုပ်လိုက်တာဗောလေ妈妈皮肤会臭臭哩，皮皮灰灰臭臭哩，臭臭不臭的，现在刮山了。我皮皮灰灰臭臭哩，那没嘛皮皮皮呢？拉走。ကလေးတွေက TikTok ကကွက်လေးနဲ့ကကြတာဗောလေကျွန်တော်ကြတော့လေဟိုဘက်ကဟိုခေခေါင်းပုံစံနဲ့ကျွန်တော်က Elvis Presley ခေနဲ့ခေကပုံစံနဲ့ကတာဗောအဲ့လိုပုံစံလေးပါဖိုးသိန်းနဲ့ကဒါကျွန်တော်ပထမဦးဆုံးသေဥဆောင်မှုရတဲ့ကားဆိုတော့လေဖိုးသိန်းနဲ့ဒါပထမဆုံးစုံတာပါခင်ဗျငါတိုးက6ပြလိုက်မှရဲ့မြောက်ရှက်တွေစောက်ရက်ပါမင်းတို့ကြောက်စရာကျွန်တော်လူငယ်တွေတကယ်ချင်းတွေပဲဆိုတော့ညီအနိုင်နဲ့လှုပ်လို့ရတာဟိုအဆင်ပြေတာပါjuga kok dan kita tuh mau jizo aku ini yang caraကျွန်တော်အဲ့ဒါကိုလူပြီးတော့မတရေလို့ခြင်းနေဆိုလို့ဆိုတော့ပြီးတရေပေါ့ကျွန်တော်တရေပေါ့တရေဆိုတာတရေမိသားစုပေါ့အိတ်တိမ်မှာကျွန်တော်တို့ကမကျွတ်မလို့ပဲရှိနေတဲ့တရေမိသားစုပေါ့ခင်ဗျအဲ့တော့ဖိုးသိန်းနဲ့တိုင်ပင်ပြီးတော့ဒရိုက်တာနဲ့တိုင်ပင်ပြီးတော့ဒါကျွန်တော်လှုပ်ခြင်းနဲ့ဟာတာပလော့လေးနဲ့သူခွင့်ပေးရတယ်လှုပ်လိုက်တာပေါ့လေအများကြီးတော့မကပါဘူးကျွန်တော်တစ်စိမ့်နှစ်စိမ့်လောက်ပဲကတာအနုပညာရှင်တွေကိုတခါတည်းစင်းမြင့်မော်ကိုဖိတ်ခေါ်လိုက်ပါတော့မယ်နော်ပထမဆုံးနေသူကတော့ကလေးတွေက TikTok ကကွက်လေးနဲ့ကကြတာဗောလေကျွန်တော်ကြတော့လေဟိုဘက်ကခေခေါင်းပုံစံနဲ့ကျွန်တော်က Elvis Presley ခေနဲ့ခေကပုံစံနဲ့ကတာဗောအဲ့လိုပုံစံလေးပါ production ရဲ့ဒါပထမဦးဆုံးပွဲဥထွက်ကားဆိုလို့ရှိရင်လည်းမိသားစုဝင်တွေဝမ်းသာပါတယ်ကျွန်တော်တို့လွန်ခဲ့တဲ့2နှစ်ကျော်ကနေ2နှစ်ကျော်လောက်ကရိုက်ခဲ့တဲ့ကားတကားအခုပြည်သက်ရှိကိုရောက်လာပြီဆိုတော့လေဝမ်းသာပါတယ်ပြည်သက်အတွက်တည်းဒီဟိုပျော်စရာကောင်းတဲ့ဟိုဖျော်ဖြေမှုတစ်ခုပေးမဲ့ကားတကားလို့ကျွန်တော်ဟုတ်ထင်ပါတယ်အမတိကစင်းကတော့တကားလုံးပါပဲဘာလို့လဲဆိုတော့ကျွန်တော်တို့ကတကားလုံးကဒီmake up ဖြူကြီးတွေဝတ်လိမ့်ပြီးတော့နေကြတာဆိုတော့လေဟုတ်ဖိုးသိန်းနဲ့ကဒါကျွန်တော်ပထမဦးဆုံးသေဥဆောင်မှုရတဲ့ကားဆိုတော့လေဖိုးသိန်းနဲ့ဒါပထမဆုံးစုံတာပါခင်ဗျဟုတ်ဒါနဲ့မင်းသားအနေနဲ့ပထမဆုံးတွေ့ဘူးတာပေါ့ဟုတ်တယ်ရုပ်ရှင်စကားကြီးရဲ့တကယ်ထူးခြားတဲ့ပြောပြပါဦးအကြောင်းလေးကောင်းပါတယ်ကျွန်တော်လူငယ်တွေတကယ်ချင်းတွေပဲဆိုတော့ညီအနိုင်နဲ့လှုပ်လို့ရတာဟိုအဆင်ပြေတာပါကျွန်တော်ဒီရုပ်ရှင်စကားကြီးကိုရိုက်ကူးတဲ့နေရာမှာပေါ့ဒီပေးထားတဲ့ကျွန်တော်ရဲ့ art director မြင့်ဦးကိုစင်မြင့်မော်ဖိတ်ခေါ်ပါတယ်ခင်ဗျာဒါပဲဝင်းမြင့်ဦးကိုစိတ်ဟိုဘယ်လိုခေါ်မလဲဟာတာဓာတ်ခံရှိပါတယ်ဟိုဟုတ်ကဲ့ဆက်လက်ပြီးတော့မလုတ်တာကြာတော့မလုတ်ဖြစ်တာနေပါပါလုတ်တော့လည်းအဆင်ပြေပါတယ်ခေါ်ပါရစေခင်ဗျာ